အားလုံးပဲမင်္ဂလာပါ United Fan Area မှာညီကိုတို့အားလုံးကိုပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ sharing လုပ်သွားပေးခြင်းတဲ့အကြောင်းလေးကတော့ Manchester United အသင်းမှာမဟုတ်ရင်ဘယ်အသင်းမှာပြောင်းရွှေ့မှာမဟုတ်ဘူးဆိုပြီးတော့เนาะတရားဝင် officially ပြောကြားထားတဲ့ Bradford တိုက်စစ်မှု Brian Mbeumo ရဲ့အကြောင်းလေးကိုကျွန်တော် sharing လုပ်သွားပေးခြင်းပဲဖြစ်ပါတယ် Manchester United အသင်းကပထမအချိန် Bradford အသင်းဘက်ကို45 သန်း plus 10 သန်းနဲ့package နဲ့ကန်လန်းမှုကို Bradford အသင်းကချက်ချင်းဆိုသလိုညှင်းပယ်ခဲ့ပြီးတော့အခုဒုတိယအကြိမ်တန်60ရှိတဲ့ package နဲ့ Bradford အသင်းဘက်ကိုဒုတိယအကြိမ်ကန်လန်းခဲ့တယ်လို့လည်းသိရပါတယ်ဒီကန်လန်းမှုကတနင်္ဂနွေနေ့မှာလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတော့အသင်းနှစ်သင်းကြားဆွေးနွေးနေပြီလို့လည်းသိရပါတယ်ကစားသမားဘက်ကတော့သူ့ဘက်ကပြောင်းရွှေ့နိုင်တဲ့အခွင့်အရေးမှန်သမျှကိုသူ့ဘက်ကလှုပ်ဆောင်ထားပြီးဖြစ်တယ်လို့အသင်းနှစ်သင်းကြားဆွေးနွေးမှုဒါအပြီးသက်ခဲ့ပြီဆိုရင်သူက Manchester United အသင်းရဲ့officially ကစားသမားတယောက်ဖြစ်လာတော့မှာပဲဖြစ်ပါတယ်ညီကိုတို့ရောကျွန်တော်ညီကိုတို့အမြင်နဲ့ကျွန်တော်အမြင်နဲ့ကိုကျွန်တော်အမြင်က sharing page ပဲဖြစ်ပါတယ်ညီကိုတို့အမြင်လေးကိုဒီ video လေးရအောက်မှာ comment လေးပေးပြီးတော့ကျွန်တော်ကိုအကြံပြုနိုင်ပါတယ်ကျွန်တော်ရဲ့ United Fan Area ဆိုတဲ့ YouTube Facebook TikTok ကိုဝင်ရောက်အားပေးကြပါအောင်ဒီ video လေးကိုအဆုံးထိကြည့်ပြီးတဲ့တယောက်ချင်းစီတိုင်းအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ